1996 ခုနှစ်တုန်းကရွာလေးတစ်ရွာမှာမိုးရွာသောညတညမှာရွာလေးရဲ့အဆိုမှာရှိတဲ့ကျောင်းဟောင်းကြီးဟာနှစ်ပေါင်းများစွာဆွန့်ပစ်ထားခဲ့တာကြောင့်ယိုရင်းပျက်စီးနေပြီးဒါပေမဲ့ဒီနောက်မှာတော့ကျောင်းရဲ့အမိုးပေါ်ကတန်ချေးတက်နေတဲ့ကြေးကောင်းလောင်းဟာသူ့လိုလျောက်တီးလိုက်တဲ့ထူးဆန်းတဲ့အတန်ဟာရွာလေးကိုလှုပ်ခတ်သွားစေတယ်။အဲ့ဒီညမှာရွာလူကြီးတွေဟာစုဝေးပြီးကျောင်းဟောင်းရဲ့တမိုင်းကိုပြန်ပြောကြတယ်။ဒီကျောင်းဟာနှစ်ပေါင်း90ကျော်ကဖွင့်လှစ်ခဲ့တာဖြစ်ပြီးကျောင်းအုပ်ဆရာကြီးဟာကလေးတွေကိုရက်ဆက်စွာနှိပ်စက်ခဲ့တယ်လို့သိရတယ်။နောက်ဆုံးမှာသူဟာကလေးတစ်ယောက်ကိုတေးစေပြီးကိုကျောင်းရဲ့အမိုးပေါ်ကနေခုန်ချတေဆုံးခဲ့တယ်။ဒီဖြစ်အပျက်ကြောင့်ကျောင်းဟာပိတ်သိမ်းခဲ့ရပြီးတရေဆိုးတွေရဲ့အိမ်ဖြစ်လာခဲ့တယ်လို့ဆိုကြတယ်။ရွာလူကြီးတွေရဲ့ပြောပြချက်ကိုကြားပြီးလူငယ်တစုဟာစိတ်ဝင်စားသွားတယ်။သူတို့ဟာကျောင်းဟောင်းကိုတွားပြီးစူးစမ်းဖို့ဆုံးဖြတ်လိုက်ကြတယ်။သူတို့ထဲမှာမိုက်ကယ်အန်နာဂျွန်နဲ့ဆာယာတို့ပါဝင်တဲ့သူတို့ဟာညတန်းခေါင်မှာကျောင်းကိုရောက်လာကြတယ်။ကျောင်းရဲ့တကားဟာသူ့လိုဟတ်လာတဲ့တွင်းထဲကိုဝင်လိုက်တဲ့အခါအေးဆက်ပြီးမှောင်မိုက်နေတဲ့လေဟာနယ်ကြီးကိုရင်ဆိုင်ရတဲ့နေရန်တွေပေါ်မှာကလေးတွေရဲ့ပုံတွေစာတွေဟာမင်းနဲ့ရေးထားသလိုပေါ်နေတဲ့ဒါပေမဲ့ဒီပုံတွေဟာမကြခင်မှာရွေ့လျားလာတဲ့ကလေးတွေရဲ့အတန်တွေကြားလာရတယ်။သူတို့ဟာကျောင်းရဲ့အမိုးပေါ်ကိုတက်သွားကြတယ်။အဲ့ဒီမှာကျောင်းအုပ်ဆရာကြီးရဲ့တရေဟာသူတို့ကိုစောင့်နေတယ်။သူဟာမျက်နှာမပြပဲနောက်ကျောကိုလှည့်ထားတယ်။သူ့ရဲ့အတန်ဟာအေးဆက်ပြီးကြောက်စရာကောင်းတယ်။ငါ့ကိုဘာလို့နှောက်ယှက်ကြတာလဲ။ငါကျောင်းကိုဘာလို့ဝင်ကြတာလဲ။သူကပြောတယ်။မိုက်ကယ်ဟာသူ့ကိုရင်ဆိုင်ဖို့ကြိုးစားတယ်။ဒါပေမဲ့သူ့ရဲ့လက်ဟာတရေဆိုးကိုထိမိလိုက်တဲ့အခါအေးဆက်တဲ့အရာတစ်ခုကိုခံစားလိုက်ရတယ်။သူတို့အားလုံးဟာထွက်ပြေးဖို့ကြိုးစားကြတယ်။ဒါပေမဲ့ကျောင်းရဲ့တကားတွေဟာပိတ်သွားပြီးသူတို့ဟာတရေဆိုးရဲ့ထောင်ချောက်ထဲမှာပိတ်မိနေတယ်။အန်နာဟာသူတို့ရဲ့အသက်ကိုကယ်ဖို့နေလန်တစ်ခုကိုစဉ်းစားမိတယ်။သူမဟာကျောင်းဆရာကြီးရဲ့အတိတ်ကိုပြန်ပြောပြပြီးသူ့ရဲ့ဝိညာဉ်ကိုငြိမ်းရေးစေဖို့ကြိုးစားတယ်ဆရာကြီးရဲ့အပြစ်တွေကိုကျမတို့ခွင့်လွှတ်ပါတယ်။ဆရာကြီးလည်းငြိမ်းချမ်းစွာနားနေပါလို့သူမကအော်ပြောလိုက်တယ်။ဒီစကားတွေကိုကြားလိုက်တဲ့အခါတရေဆိုးဟာငြိမ်သက်သွားတယ်သူ့ရဲ့ပုံရိပ်ဟာတဖြည်းဖြည်းပျောက်ကွယ်သွားတယ်ကျောင်းရဲ့တကားတွေဟာပြန်ပွင့်လာပြီးသူတို့ဟာလွတ်မြောက်သွားကြတယ်။သူတို့ဟာရွာကိုပြန်ရောက်လာကြတယ်ဒါပေမဲ့ဒီနေ့ရဲ့အဖြစ်အပျက်တွေကိုဘယ်သူမှပြန်မပြောကြဘူးကျောင်းဟောင်းကြီးဟာနောက်တစ်နှစ်မှာမီးလောင်ပျက်စီးသွားတယ်ဒါပေမဲ့ရွာလူကြီးတွေကပြောကြတယ်ညတန်းခေါင်မှာကြေးကောင်းလောင်းတန်ကိုကြားရတော့မဲတဲ့ဒီဇလန်ဟာ1996ခုနှစ်ကဖြစ်ပျက်ခဲ့တဲ့တရေဇလန်တစ်ပုဒ်ဖြစ်ပြီး